မင်္ဂလာပါဗျကျွန်တော်ဒီနေ့တင်ပြပေးမယ့်ကြောက်လေးကကာလာဇန်ကြောက်လေးပါပြပွဲမှာတော့သူကကျန်းကင်းစေးယူရို1000လို့ပြောထားတယ်ဗျယူရို1000ဆိုရင်မြန်မာငွေနဲ့တွက်မယ်ဆိုရင်သူ့ရဲ့ကျန်းကင်းစေးက300ကျော်လောက်တော့ရှိတယ်ဗျကြောက်လေးကတော်တော်ဆွဲဆောင်မှုရှိတယ်ဗျသူကကျွတ်နေတဲ့နေရာလေးကိုအခွန်ပပလေးဖြတ်ပြထားပုံရတယ်ကြောက်အခွန်လေးကတော့မြေမှန်ခွန်လေးလို့တော့ကျွန်တော်ကထင်တယ်ဗျသူ့ရဲ့အခွန်ကမြေကြီးကက်နေတဲ့ပုံစံလေးဗျတခြားနေရာတွေမှာလည်းကြောက်ကကျွတ်တော့ကျွတ်နေရဗျဒါပေမဲ့သူဖြတ်ပြထားတဲ့နေရာလောက်တော့မစီးဘူးပေါ့နော်ကြောက်လေးကိုအဓိကတင်ပေးရတဲ့အကြောင်းရင်းကြောက်လေးကအထဲမှာတော်တော်ရှင်းတယ်ဗျအမြုပ်အစံတွေဘာညာတခုမှမပါဘူးဗျအဲ့ဒါသူ့ရဲ့တော်တော်ဆွဲဆောင်မှုရှိစေတဲ့အရာပေါ့နော်ဒီလောက်ရှင်းတဲ့ကြောက်ကမြင်ခဲ့တယ်ဗျအရေးကြောက်တာဖြစ်ရင်ကတော့ပြီးပြီပေါ့နော်ဒီကြောက်က